မျိုးသမီးတယောက်ဖြစ်တဲ့အတွက်အဝတ်လျှော်ထမင်းချက်နဲ့ပဲအချိန်ကုန်နေရဆိုရင်ကျွန်တော်တို့စိတ်ကူးထဲမှာရှိတဲ့ပတ်စံရှာနိုင်တဲ့မိန်းမထူးချွန်တဲ့ထက်မြက်တဲ့မိန်းမဖြစ်ဖို့ရှာကလုံးဝမိုးနဲ့မြေထားနေမှာငယ်တဲ့ကနေပြီးတော့မှမိန်းကလေးဆိုတပြက်စီးလဲတင်ပေးတယ်အဝတ်လျှော်နီးတင်ပေးတယ်ထမင်းချက်နီးတင်ပေးတယ်ယောက်ျားလေးကြာဘာလို့မတင်ပေးရလဲမင်းမောင်မေဘလောက်တော်နေပါစေထမင်းမချက်တတ်ဘူးအိမ်တန်ရှင်းမလုပ်တတ်ဘူးဆိုမင်းကအလကားမိန်းမပဲဟောโอเคအဲ့လိုမျိုးဖြစ်တဲ့အထီကိုပဝင်းကျင်ကbrain wash လုပ်ထားเนาะအဲ့လိုမျိုး brain wash လုပ်ထားဖြစ်တဲ့အတွက်ကျမတို့မျိုးသမီးတွေကလေတနေ့နဲ့တနေ့ကိုယ်ကျေးဇူးအတင်မခံရကိုယ်အုံနောက်လဲမကြည်ထွားဘာမှမဟုတ်တဲ့အတိတိမမအလုပ်တွေနဲ့ချိန်ကုန်တွေကအများကြီးပဲအဲ့လိုမျိုးကိုကလုံနေတဲ့အချိန်မှာတခြားယောက်ျားတစ်ယောက်က3နာရီလုံးဆရာမလို့တော့အလုပ်သွားလုပ်နေမယ်ဆိုရင်တဖြည်းဖြည်းနဲ့နှစ်တွေကြာလာတဲ့အချိန်မှာသူနဲ့ကိုယ်နဲ့အရန်ကွာသွားမယ်လေဒါအိမ်အောင်ရှင်နေဆိုအဲ့ပြဿနာတွေဖြစ်တာယောက်ျားအရန်နဲ့တော်ပြီးတော့မှသိမှာကြီးလေချောလေကြီးလေတော်လေအသက်တွေကွာသွားတဲ့အချိန်မှာကိုရီးယားနလဘိန်းတုံးတွေဖြည့်ပြီးတော့မှဒီယောက်ျားကိုပတ်ဆက်လေးလက်ဖြတ်တောင်းပြီးတော့မှဒီယောက်ျားကိုယ်စပြင်းသွားအောင်စိတ်မကုန်အောင်လို့စ조사လိုက်ရတာအဲ့တော့အမျိုးသမီးတွေတေချာကိုယ့်ရဲ့အချိန်ကိုတန်ဖိုးထားပါဗီဒီယိုပြည့်စုံကိုမရွှေ YouTube Channel မှာတော့ကြည့်နိုင်ပါတယ်